စားချက်တစ်ခုဥပမာလောဘဖြစ်ဖြစ်ဒေါသဖြစ်ဖြစ်မာနဖြစ်ဖြစ်မနာလိုမှုဒုစိတ်ဖြစ်ဖြစ်ကြောက်စိတ်ဖြစ်ဖြစ်အားငယ်စိတ်ဖြစ်ဖြစ်အဖြစ်များလို့ရှိရင်အဲ့ဒီခံစားချက်ကစိတ်ထဲမှာနေရာအပြည့်ယူထားလိုက်တယ်နေရာမဖယ်တော့ဘူးတွေးသမျှအတွေးတွေဟာအဲ့ဒီနာပတ်ဝန်းကျင်မှာပဲတွေးတော့တာပဲခံစားမှုတစ်ခုထဲမှာကြောင်ပိတ်မိနေတာဟာဘလောက်ပင်မှန်တယ်လဲဆိုတာသိကြပါတယ်တတိနဲ့နေတဲ့အလင်းချင်းကိုလှုပ်လာတဲ့အခါမှာပြစ္ဆုတ်ပံတကယ်တည့်သွားတဲ့အချိန်မှာအဲ့ဒီကြောင်ပိတ်မိနေတဲ့စိတ်ဟာမရှိတော့ဘူးပြစ္ဆုတ်ပံတကယ်တည့်ပြီဆိုရင်ငါဆိုတာတောင်ပျောက်တယ်လို့ဖြစ်သွားတယ်သိတာပဲရှိတော့တယ်အဲ့ဒီလိုငါဆိုတာပါပျောက်ပြီးတော့သိတဲ့သဘောတသက်ဖြစ်လာတဲ့အချိန်မှာစိတ်ကတည်ငြိမ်ပြီးတော့အေးချမ်းနေတယ်လွတ်လပ်နေတယ်အဲ့ဒီအချိန်မှာအတိတ်မရှိဘူးအနာဂတ်မရှိဘူးငါမရှိတော့တဲ့သတိတမာရီမျိုးကြုံဖို့ရင်ချွန်လန်းကိုတီးပြီးချောင်းပိတ်မိနေရင်ခဏပဲဒီနည်းကိုမသိရင်ကိုယ့်အတွေ့အကိုကိုနှိပ်စက်တောင်ကောင်းကောင်းခံရမယ်